ဘဝအတွက်တိုးတက်ပြောင်းလဲဖို့ကျမတို့ရဲ့ဘဝတွေတိုးတက်ပြောင်းလဲဖို့အတွက်ကျမတို့မှာရှိနေတဲ့အရေးအရှင်းတွေအရေးအသွေးတွေကြိုးစားအားထုတ်မှုတွေကိုတိုင်းတာတဲ့နေရာမှာမွေးဖွားလာတဲ့ဇာတိမျိုးရိုးနဲ့လူကိုမတိုင်းတာပဲတိလွယ်တက်လွယ်ရှင်အရေးအရှင်းပြေးဝခြင်းဆိုတဲ့ပြသားချိန်နဲ့တိုင်းတာကြည့်မယ်ဆိုရင်အဆင့်ကိုခွဲပြီးတော့ပထမအဆင့်ဒုတိယအဆင့်သတ်မှတ်ရင်သတ်မှတ်နိုင်ပါတယ်တိုးတက်ပြောင်းလဲရှင်တဲ့ဆန္ဒရှိတဲ့သူတိုင်းဟာမိမိတို့ရဲ့ဘဝတွေတိုးတက်အောင်မြင်မှုရအောင်စိတ်မှဆုံးဖြတ်ပြီးကြိုးစားနေကြတဲ့သူတွေရှိပါပဲဒါဟာမျိုးရိုးဗီဇနဲ့မဆိုင်ပါဘူးသူရဲ့ဆုံးဖြတ်ချက်သူစိတ်ဆန္ဒပတ်ဝန်းကျင်အပေါ်သူမြင်တဲ့သိမြင်ခြင်းနဲ့သာဆိုင်တာပါလေဓမာမျိုးရိုးကလာတဲ့သူဟာလည်းလေဓမာပဲဖြစ်ရမယ်ဆိုတဲ့ယူဆချက်မျိုးတွေဟာဟိုးအဝေးကြီးမှကြံခဲ့ပါပြီလေဓမာသားသမီးလည်းတထေးကြီးတွေတမဒကြီးတွေဖြစ်နိုင်ကြတာပါပဲဒါဟာသူရဲ့စိတ်ဆန္ဒတွေးခေါ်မျှော်မြင်စဉ်းစားပုံနဲ့သာပတ်သက်ဆိုင်ပါတယ်လူဟာမိမိရောက်ရှိနေတဲ့နေရာမိမိလက်ရှိအဆင့်ကိုတင်းတိမ်ရောက်ရဲ့လက်ခံနေလို့မဖြစ်သေးပါဘူးပိုပြီးတိုးတက်အောင်ပိုပြီးကျွမ်းကျင်အောင်ပိုပြီးမြင့်မားအောင်လေ့လာသင်ယူဖို့လိုပါတယ်လူဆိုတာဘဝရဲ့ကြီးမားများပြားလာတဲ့တာဝန်တွေကိုကိုယ်နဲ့အဝင်ကွင်းကြတဟဇာတဖြစ်အောင်ကြိုးစားရမှာပါတိုးတက်ရှင်တဲ့စိတ်ပြင်းပြတဲ့ဆန္ဒရှိနေသမျှကာလပတ်လုံးတင်ကြလို့ရနေသမျှကာလပတ်လုံးကိုဘွားကိုပြိုးထောင်လို့ရနေအောင်မှာပါပဲဒါကြောင့်တငယ်ရှင်ရက်မနေပါနဲ့နောက်မဆုတ်ပါနဲ့ကိုဘွားကောင်းတစ်ထက်ကောင်းအောင်ဆက်လုပ်ပါဆက်လျှောက်ပါ